拿ထောင်ကြည့်ပါအောင်ဒါကလူအများစုဘာလို့ရွက်လေရော့တီမဝဲကြတယ်လဲဆိုတဲ့အကြောင်းရင်းပါပဲဝယ်နိုင်စွမ်းမရှိလို့မဟုတ်ပဲပြုပြင်ထိန်းသိမ်းစေကအရန်ကြီးလွှမ်းနေလို့ပါပဲတချို့ရွက်လေတွေဆိုရင်အကိုပေးငွေတောင်းပေးမှန်$1000လောက်ပဲပေးရတာမျိုးရှိပေမဲ့ဒီသင်္ဘောကြီးတွေရဲ့အောက်ခြေပိုင်းကိုတစ်ခါလောက်ဆေးကြောတန့်ဆင်ဖို့ဆိုရင်တင်$1000ကျော်လောက်အထိကုန်ကျသွားနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီလေတွေကိုပင်လယ်ထဲမှာအချာအီးရထားတဲ့အခါလေအောက်ခြေမှာခရုကတ်တာတွေနဲ့ရေမော်တွေအများကြီးကပ်ညီလာလို့ပါပဲဒါတွေကကြီးရဆိုးစရုံတင်မကပဲရေထဲမှာတွာလာတဲ့အခါခုခံအားကိုပိုများစေတာကြောင့်စီစားနှုန်းကို30%လောက်အထိပိုတိုးသွားစေနိုင်ပါတယ်။တန့်ရှင်ရေးလို့ရတာကလည်းမလွယ်လာပါဘူး။ရေအားပြင်းဆက်တွေတော့တနေရာချင်းစီကိုချစ်ထုတ်ရတဲ့ကိရိယာတွေပါသုံးရတာပါ။တချို့အချိန်တွေမှာဆိုရင်ခရုမကတ်အောင်ကားခွေပေးတဲ့ဈေးတွေကိုတောင်အသစ်ပြန်တုတ်ရပါသေးတယ်။ဒါတွေအားလုံးကိုခြုံကြည့်လိုက်ရင်တော့ပင်ပန်းရတဲ့လို့အချိန်လဲအများကြီးပေးရပြီးစရိတ်စကားကလည်းတော်တော်လေးကိုကြီးလာပါတယ်။လေအသေးလေးတွေဆိုရင်$1000ခဏလောက်ကစားပြီးမယ်လေအကြီးစားတွေအတွက်ကတော့$1000ကျော်ဆိုတာပုံမှန်လိုတောင်ဖြစ်နေပါပြီနောက်ဆုံးမှာတော့လူတွေကိုဝယ်ဖို့တွန်းဆုတ်သွားစေတာကဝယ်ဈေးကြောင့်မဟုတ်ပဲစက်တိုက်ပေးနေရမယ်အထွေးကုန်ကျစရိတ်တွေဆောင်ပါပဲဒါကြောင့်မို့လို့တကယ်လို့ရွက်လေသစီကို$1 နဲ့ရမယ်ဆိုရင်တော့ခမည်းတကယ်တော့ပိုင်းဆိုင်ခြင်းပါဦးမလား